ရားရှိခိုးပုံအစီအစဉ်ပေါ့နော်အရင်ဆုံးဘုရားတရားတန်ခါမိဘဆရာသမားကိုအရင်ဆုံး၅ချိန်ကြော့ပြီးလို့ရှိရင်ဩဃာသကြော့ကျိုးနဲ့ကြော့ပြီးတဲ့အခါမှာ၅ပါးသီလတောင်းရမယ်၅ပါးသီလတောင်းပြီးသွားလို့ရှိရင်တခါ၅ပါးသီလနမောတတရှိခိုးပြီးလို့ရှိရင်တရဏဂုံစောက်တည်ပြီးလို့ရှိရင်၅ပါးသီလစောက်တည်မယ်၅ပါးသီလစောက်တည်ပြီးသွားလို့ရှိရင်တရားကုံတော်9ပါးတရားကုံတော်6ပါးတန်ခါကုံတော်9ပါးကိုရရင်လည်းဆိုကောင်းမို့ကုံတော်9ပါးရွတ်မယ်ရွတ်ပြီးလို့ရှိရင်နောက်တစ်ခါမေတ္တာပွားမယ်ပေါ့နော်သုံးစုံများသောတတ္တဝါဘာညာအဲ့လိုမေတ္တာပို့ပေါ့ပါဠိလိုရတဲ့ခါကျတော့လေမေတ္တာတုတ်ရတဲ့သူကမေတ္တာတုတ်ရွတ်ပေါ့နော်မေတ္တာတုတ်ရွတ်ဒီမှာတော့မြန်မာလိုပဲမေတ္တာပွားနည်းစတနည်းကိုပဲထည့်ပေးထားတယ်မေတ္တာပွားပြီးတဲ့အခါမှာမိပြတဲ့ကုသိုလ်ကောင်းမှုတွေပေါ့နော်တခါအမျှဝေရမယ်အမျှဝေရပေါ့နော်အမျှဝေပြီးတဲ့အခါမှာပြီးလို့ရှိရင်ကို9မိနစ်လောက်ဖြစ်10မိနစ်လောက်ဖြစ်ဒါတရားထိုင်ပေါ့နော်အဲ့လိုမျိုးလေးလုပ်ရင်တော့ဒါတဏိတာဘုရားဘာသာဝင်တဦးရဲ့မဖြစ်မနေလောက်ရမယ်ဒါအလုပ်ကိစ္စတစ်ခုပဲ